မနေ့ကကျွန်တော်လဘိုင်တန်ဟက်ခဲ့တယ်ဒါပေမဲ့ကျွန်တော်လဘိုင်တန်နှလုံးသားလေးတော့မရခဲ့ဘူးဒီနေ့ကတော့ကျွန်တော်စီးပန်းသွားမှာပဲဖြစ်ပါတယ်level 2လေးရောက်ရော CB 3កောင်ကိုတွေ့ပါတယ်ကျွန်တော်တို့3កောင်တက်လိုက်ပါတယ်တကောင်တော့တက်နိုင်ခဲ့ပြီနောက်2កောင်ပဲကြံတော့တယ်ပေါ့ဒီကောင်တွေကအရန်ကြမ်းလို့ဒီ4ပါ3လိုက်ရတယ်ပေါ့ဗျာဒီကောင်တော့ရှော့ပြီနောက်တစ်ကောင်ပဲကြံတော့တယ် finally ကျွန်တော်တို့ဒီကောင်တွေ3ကောင်ကိုချပြီးသွားပြီ CB 3ကောင်လောက်ကတော့ဗျာကျွန်တော်တို့ဖြုံတော့မဖြုံဘူးဗျာဘာကြောက်လဲဆိုတော့ရေစားသမင်းတောက်ဝဲလေဗျာကျွန်တော်တို့တွေ CB တစ်ကောင်တွေ့ပါတယ်ကျွန်တော်တို့ကလည်းမျှမျှတတပဲ3ယောက်တယောက်ဝိုင်းကြိတ်ပေးလိုက်ပါတယ်ကျွန်တော်တို့ဘက်မှာဟာကာပါနေတဲ့အတွက် CB ကိုခဏလေးနဲ့တက်နိုင်ခဲ့ပါတယ်ကျွန်တော်တို့အမှသွားနေနေ Marine Island ကိုတွေ့ပါတယ်ကျွန်တော်တို့နဲ့စီးပန်းနေရဲ့တယောက်ကဂီယာလူတယ်ဆိုလို့ကျွန်တော်တို့လည်း Marine Island လေးကိုဝင်လိုက်ပါတယ်ဖရူရောင်းတဲ့ကောင်ကိုတွေ့တယ်ပေါ့ကျွန်တော်တို့တွေဘာရောင်းလဲဆိုတာကြည့်လိုက်မယ်ဗျာကောင်းတဲ့ဟာတကူးမှလည်းမပါဘူးစုပ်ပြက်တက်နေတာပဲအဲ့မှာကျွန်တော်ဟာကာတကောင်ကတက်သွားပါတယ် I am on my new die ကျွန်တော်မကြည့်နဲ့လို့နောက်တစ်ခေါက်ပြန်သွားတယ်โอ้ย CB ပေါ်လာပြီဒီတကာတော့1 vs 1ပေါ့ဗျာဒီတကာတော့ကျွန်တော်ခံနေရပါပြီကျွန်တော်ထွက်ပြေးနေရပါပြီ Oh my god တွေးနေနေရရတယ်ကျွန်တော်ပြန်သွားချတယ်ဟာရှော့တော့မယ်ဟာသူရ1000ဝဲကြံတော့တယ်မရဘူးထွက်ပြေးမှရတော့မယ်ဒီဖိုးဖွင့်ပြီလေကိုကြီးပြန်လာကျုံးပြီကွာဒီလေးတေးပြီးသားမှတ်လိုက်တော့ကန်ကောင်းစွာဖြင့် CB တကောင်ကိုမနေတက်လိုက်ရပါတယ်နိုင်သွားပါပြီဒီတကာတော့ရေစားသမင်းမတောက်နိုင်တော့ပါဘူးခုနကမရင်းဂီယာယူနေတဲ့ကောင်ကိုကျွန်တော်ပြန်သွားခေါ်ပါတယ်တဲလာရှက်ကြမပေါ်ဘူး CB တွေပဲပေါ်နေတယ်ရမ်းပြောရင်းနဲ့ပေါ်လာပြန်ပြီကျွန်တော်လည်းပါလာတဲ့ကောင်ကြီးရမ်းကြမ်းလို့နေဗျ dust stat နဲ့ကိုစီးပန်းတာဗျသွားရှုံးလို့တော့မရအောင်အနေထားကိုနောက်ဆုံးမှာတော့ကျွန်တော်ဗုဒ္ဓနောက်ဆုံးဆွဲလေးနဲ့ပဲအနိုင်ယူလိုက်ပါတယ်ဒါကျွန်တော်ရဲ့ YouTube channel အသေးလေးမို့လို့ like and subscribe လုပ်ပြီးအားလုံးပဲဘိုင်ဘိုင်ပါ